မင်္ဂလာပါခင်ဗျာရိုးရ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကမ္ဘာပေါ်မှာအံ့ဩစရာအကောင်းဆုံးသဘာဝဖြစ်စဉ်တွေကိုပြပါဆိုရင်လိမ့်ဆန်တွေရဲ့ရွှေပြောင်းသွားလာခြင်းတွေကလည်းတစ်ခုပါဝင်ဖြစ်ပါတယ်အဲ့ဒီအထက်ကမှသိပ္ပံပညာရှင်တွေကိုပါအမခန်းဖြစ်စေတဲ့ခရီးစဉ်တစ်ခုရှိခဲ့ပါတယ်အဲ့ဒါကတော့ဆယ်မွန်ငါးတို့ရဲ့အိမ်အပြန်ခရီးပဲဖြစ်ပါတယ်ဆယ်မွန်ငါးတွေဟာသူတို့ဝေးဖွားခဲ့တဲ့မြေချောင်းတွေကနေမိုင်းထောင်ချီဝေးတဲ့သမုတ်တရားတွေကိုတွားရောက်ကြည့်ပြင်းကြပြီးအချိန်တန်တဲ့အခါကိုယ်ဝေးဖွားရာနေရာအတိအကျကိုမရရအောင်ပြန်လာတတ်ကြပါတယ်။ဘာကြောင့်ဒီလောက်ဝေးကွာတဲ့နေရာကနေလမ်းမမပဲပြန်လာနိုင်တာလဲ။စံရည်ကိုစံတက်ပြီးအသက်အန္တရာယ်တွေကိုဘယ်လိုဖျက်ကျော်ကြသလဲ။ဒီကနေ့မှာတော့ဆယ်မွန်ငါးတွေရဲ့အမခန်းအိမ်ပြန်လန်းရှာဖွေမှုနောက်ွယ်ကသိပ္ပံဆိုင်ရာအချက်လက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဆယ်မွန်ငါးတွေရဲ့ဘဝအစဟာအေဂျင့်ပြည်ရေစီးတန်တဲ့မြင့်ညာတွေချောင်းပြားတွေကရေကြိုတွေထဲမှာစတင်ပါတယ်။ဥကနေပေါက်လာတဲ့အကောင်ပေါက်လေးတွေဟာရေကြိုထဲမှာပဲလာအနေငယ်ကနေနှစ်အနေငယ်အထိနေထိုင်ကြပါတယ်။ဆယ်မွန်ငါးတွေဟာသိပ္ပံအခေါ်အရ Anaeromus လို့ခေါ်တဲ့ရေကြိုရေငန်နှစ်ရက်စလုံးမှာအသက်ရှင်နိုင်တဲ့သတ္တဝါတွေပါ။တာမန်ရေကြိုငါးတစ်ကောင်ကိုပင်လယ်ရေငန်နဲ့ထည့်လိုက်ရင်ခန္ဓာကိုယ်ထဲကရေဓာတ်တွေခန်းချောက်ပြီးချက်ချင်းတည်ဆုံးသွားမှာပါ။ဒါပေမဲ့ဆယ်မွန်ငါးလေးတွေအရွယ်ရောက်လာတဲ့အခါပင်လယ်ထဲကိုမဆင်းရင်သူတို့ရဲ့ခန္ဓာကိုယ်မှာအံ့ဩဖွယ်ရာဇီဝကံမှာအပြောင်းအလဲတွေဖြစ်ပေါ်လာပါတယ်။ဒါကို smoltification လို့ခေါ်ရပါတယ်။မြေထဲကကြောက်စစ်ခဲတွေနဲ့ရောနှောနေတဲ့အယောင်ကနေပင်လယ်ထဲမှာရန်သူတွေမမြင်နိုင်အောင်ငွေရောင်တောက်ပတဲ့အယောင်ကိုပြောင်းလဲသွားပါတယ်။အံ့ဩစရာအကောင်းဆုံးကတော့သူတို့ရဲ့ဗဟန်းနဲ့ကြောက်ကက်တွေဟာပင်လယ်ရေထဲကစားတတ်တွေကိုစစ်ထုတ်ပေးနိုင်တဲ့စနစ်အဖြစ်အလိုလျောက်အသွင်ပြောင်းသွားတာပါပဲ။မြစ်ဝါကနေကျေပြောလာတဲ့ Pacific သို့မဟုတ် Atlantic သမုဒ္ဒရာတွေကိုရောက်သွားတဲ့အခါသူတို့ဟာတစ်နှစ်ကနေ9နှစ်အထိနေထိုင်ကြပါတယ်။ပဇွန်စိတ်တွေကင်းမွန်တွေနဲ့တခြားငါးငယ်လေးတွေကိုစားသုံးပြီးကြီးမားတဲ့အရေအစားအထိကြီးထွားလာကြပါတယ်။သူတို့စားသုံးတဲ့အစာတွေထဲမှာအစတာဇန်တင်ဆိုတဲ့ဓာတ်ကြောင့်ဆယ်မွန်ငါးတွေရဲ့အသားဟာကျွန်တော်တို့မြင်တွေ့နေကြပန်းရောင်ဒါမှမဟုတ်လိမ္မော်ရောင်တန်းနေရခြင်းဖြစ်ပါတယ်။သမုဒ္ဒရာထဲမှာသူတို့ဟာအစာရှာရင်းမိုင်ပေါင်းထောင်နဲ့ချီဝေးကွာတဲ့နေရာတွေကိုရောက်ရှိသွားကြပါတယ်။ဒါပေမဲ့အချိန်တန်တဲ့အခါသူတို့ရဲ့ဥနောက်ထဲကဇီဝနာယီကအိမ်ပြန်မှုအချက်ပေးပါတော့တယ်။မိုင်းထောင်ချီဝေးတဲ့သမုဒ္ဒရာတွေကနေကိုမွေးဖွားခဲ့တဲ့နေချောင်းလေးစီဘယ်လိုတိတိကျကျပြန်လာနိုင်တယ်လဲဆိုတာကသိပ္ပံပညာရဲ့စိတ်ဝင်စားစရာအကောင်းဆုံးဗဟင်းတစ်ခုပါပဲ။သိပ္ပံပညာရှင်တွေတွေ့ရှိထားတာကတော့သူတို့ဟာလမ်းညွှန်စနစ်အဆင့်နှစ်ဆင့်ကိုအသုံးပြုကြပါတယ်။ပထမအဆင့်ကတော့တန်လိုက်စက်ကွင်းဖြင့်လမ်းရှာခြင်းပါ။သမုဒ္ဒရာထဲမှာရှိနေစဉ်မြင်းဝစီကိုပြန်ရောက်ဖို့ကဘာမြေရဲ့တန်လိုက်စက်ကွင်းကိုအသုံးပြုပါတယ်။ဆယ်မွန်ငါးတွေရဲ့ဥနောက်နဲ့အာယုံကြောစနစ်ထဲမှာမက်ကနိုင်းလို့ခေါ်တဲ့တန်လိုက်ဓာတ်ပါဝင်တဲ့ဆဲလေးတွေရှိပါတယ်။ဒီဆဲလေးတွေကတဆင့်ကမာပြည်ရဲ့တန်လိုက်စက်ကွင်းပြောင်းလဲမှုတွေကိုအာရုံခံပြီးကိုမွေးဖွားခဲ့တဲ့မြင်းဝတီရှိရာလက်တီကျူးနဲ့လောင်ရီကျူးကို GPS စနစ်တစ်ခုလိုတိတိကျကျရှာဖွေနိုင်ပါတယ်။ဒုတိယအဆင့်ကတော့မြင်းဝကိုရောက်ပြီဆိုတာနဲ့တန်လာလိုင်းညွန်စနစ်ကိုပိတ်လိုက်ပြီးအနက်ခံအာရုံကိုပြောင်းလဲအသုံးပြုတာပါပဲ။မြေချောင်းတစ်ခုစီမှာမြေကြီးတစ်ပင်ကြောက်တုံးနဲ့ရေမော်ပင်တွေကြောင့်ဖြစ်ပေါ်လာတဲ့တီးတဲ့အနံ့သို့မဟုတ် chemical signature တစ်ခုစီရှိပါတယ်။ဆယ်မွန်ငါးတွေဟာငယ်စဉ်ရေချိုးမှာနေခဲ့တဲ့အချိန်ကလေးကအဲ့ဒီအနံ့ကိုသူတို့ရဲ့ဥနောက်ထဲမှာခိုင်ခိုင်ကမှန်မှမှတ်သားထားတာ။ဒါကြောင့်မြစ်စုံချောင်းစုံတွေကိုရောက်တိုင်းဘယ်ဘက်ကိုချိုးရမလဲဘယ်ဘက်ကိုကွေ့ရမလဲဆိုတာကိုရေရဲ့အနံ့ကိုခံပြီးချောင်းပြားစီအရောက်သွားနိုင်တာဖြစ်ပါတယ်။ရေချိုမြစ်ဝကိုဝင်လာတာနဲ့တပြိုင်နက်ဆယ်မွန်ငါးတွေဟာအစာစားခြင်းကိုလုံးဝရပ်တန့်လိုက်ပါတယ်။သူတို့ခန္ဓာကိုယ်မှာတူလောင်ထားတဲ့အဆီတွေကိုပဲအသုံးပြုပြီးပြည့်ထန်တဲ့ရေစံကိုဆန်တက်ရတာပါ။ဒီချိန်မှာသူတို့ရဲ့ခန္ဓာကိုယ်ဟာတိတိတတ်တာပြောင်းလဲသွားပြန်ပါတယ်။ငွေရောင်ကြေးကုန်တွေဟာအနီရင်းရောင်တွေဖြစ်လာပြီးအထီးတွေဆိုရင်ကြောကုန်းမှာဘူကြီးတွေထက်လာကမေးရိုးတွေကောက်ကွေးလာပါတယ်။ဒီအိမ်ပြန်ခရီးဟာကျန်းတန်းလုံးပါတယ်။ရေတကုံတွေကိုခုန်တက်ရတယ်။စာလောင်နေတဲ့ဝက်ဝုံတွေလင်းယုံတွေရဲ့အန္တရာယ်ကိုရှောင်ရှားရတယ်လို့လူတွေရဲ့ငါးဖမ်းပိုက်တွေကိုလည်းဖျက်ကျော်ရပါတယ်။အသက်ရှင်ကျန်ရည်ပြီးသူတို့မွေးဖွားခဲ့တဲ့နေရာကိုရောက်တဲ့အခါအမတွေကကြောက်စစ်ခွဲတွေကြားမှာဥတွေဥချပြီးအထီးတွေကညှို့အောင်စေပါတယ်။သူတို့ရဲ့တာဝန်ပြီးဆုံးသွားတဲ့အခါအစာရေစာမစားထားတဲ့အတွက်ရောခရီးပန်းလာတဲ့ဒဏ်တွေကြောင့်ဆယ်မွန်ငါးတွေဟာရပ်ပိုင်းအတွင်းမှာပဲတည်ဆုံးသွားကြပါတယ်။ဒါပေမဲ့သူတို့ရဲ့တည်ဆုံးခြင်းဟာအချီးနှီးမဟုတ်ပါဘူး။သူတို့ရဲ့အသေးကောင်တွေဟာမြေချောင်းတွေရဲ့ဘေးနားမှာတစ်တော်တွေအတွက်အလွန်ရေးပါတဲ့မြေဩဇာတွေဖြစ်သွားပါတယ်။သမုဒ္ဒရာတွေကနေတည်ဆောင်လာတဲ့နိုက်ထရိုဂျင် ဖော့စဖရက်နဲ့ကာဗွန်ဓာတ်တွေဟာကုန်တွင်ပိုင်းဂေယစနစ်တစ်ခုလုံးကိုအသက်ဆက်ပေးလိုက်ပါတယ်။ဒါကြောင့်လဲဆယ်မွန်ငါးတွေကိုဂေယစနစ်ရဲ့အဓိကကျတဲ့မျိုးစိတ်တွေ
keystone species အဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်ဆယ်မွန်ငါးတွေရဲ့အိမ်ပြန်ခရီးဟာရုပ်ရှင်နဲ့ရွှေ့ပြောင်းသွားလာမှုတစ်ခုမဟုတ်ပါရှုပ်ထွေးလာတဲ့ဇီဝကံမှာပြောင်းလဲမှုတွေတန်လိုက်စကွင်းနဲ့အနက်ခံအာယုံကိုအသုံးပြုတဲ့အဆင့်မြင့်လမ်းညွှန်စနစ်တွေပါဝင်တဲ့သိပ္ပံပညာရဲ့အမခန်းနဲ့တဘာဝတရားတစ်ခုပဲဖြစ်ပါတယ်။သမုဒ္ဒရာတွေကနေမိမိမွေးရမြေကိုအသက်ပေးပြီးပြန်လာကြတဲ့ဆယ်မွန်ငါးတွေရဲ့အကြောင်းကိုကြည့်ရှုနားဆင်ဘုဒ္ဓတရကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီကနေ့ရွေးရ channel ရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါ။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့သိပ္ပံဆိုင်ရာအကြောင်းအရာအချက်လက်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ။